မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာလောကကျော် channel ကပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးတွေကတော့လာရှိုးမြို့ကိုတရုတ်ရဲ့ဂျားဝင်ဆွတ်ဖက်မှုကြောင့်စစ်ကောင်စီတပ်တွေလုံးရင်းဖြင့်ပြန်လည်ဝင်ရောက်လာပေမဲ့လည်းမြန်မာရေးဆွတ်ဖက်မှုမရှိကြောင်းတရုတ်ဆိုရပြောင်းညင်းပြန်တဲ့သတင်းရဲ့စကိုင်းကလင်ကြောင့်တက္ကသိုလ်ဝင်တဲ့အဖြေလွှာများပျက်စီးသွားတာကြောင့်မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှာဇွန်လ16ရက်နေ့ကစတင်ပြီးစာမေးပွဲပြန်ဖြေရမယ်လို့အကြမ်းဖက်စစ်ကောင်စီကကြေညာထားတာကြောင့်အများစုသောကျောင်းသားကျောင်းသူများစာမေးပွဲပြန်ဖြေအခက်အခဲဖြစ်နေကြောင်းနှင်းစီလက်ဆောင်အဒမင်ဖြစ်သူအောင်ဟင်းတို့ဟာလည်းခံဝင်ထိုးကစစ်ကောင်စီလက်အောက်ပြန်ဝင်သွားပြီဖြစ်တာကြောင့်ပြည်သူများမလူကြတော့ရင်အချက်လက်တွေနဲ့ထောက်ပြလာတဲ့ကိုကပ်တိန်0နဲ့မတ်ပန်ဆယ်လိုတဲ့သတိပေးချက်တို့ကိုတင်ဆက်ပေးပါရစေ MNDAA ကိုကန့်ကသိမ်းပိုက်ထားတဲ့လာရှိုးကိုတရုတ်ရဲ့ဂျားဝင်အကြက်ကင်မှုနဲ့စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်ခွင့်ရရှိခြင်းမြန်မာရေးမှာတရုတ်နေဖြင့်ဂျားဝင်ဆွတ်ဖက်မှုမရှိကြောင်းတရုတ်ဆိုရနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူခိုဂျက်ကန်ကပြောင်ညင်းဆန်ပြောဆိုလိုက်တာပါဧပြီလ21ရက်နေ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူခိုဂျက်ကန်ကသတင်းတော်များမေးမြန်းမှုပေါ်ခုကဲ့သို့တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်ကိုကန့်တက် MNDAA သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးမြို့ကိုတရုတ်ဖိအားကြောင့်အာဏာသိမ်းစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးလိုက်ရပေမဲ့လည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကမြန်မာရေးဂျားဝင်ဆွတ်ဖက်မှုမရှိမှုကိုဆက်လက်ကျင့်သုံးနေတယ်လို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ခိုဂျက်ကန်ကတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကအိမ်နီးချင်းမိတ်ဆွေတွေဖြစ်ပါတယ်။မြန်မာရေးနဲ့ပတ်သက်လို့တရုတ်ရဲ့ရည်တည်ချက်ကရှင်းပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံတကာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်မဆွတ်ဖက်ရမှုကိုလိုက်နာပြီးမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးမျိုးသားညီညွတ်ရေးနယ်မြေပိုင်ဆိုင်မှုကိုထောက်ပံ့ပေးနေပါတယ်။တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့တပ်ဆိုင်ရာအစုအဖွဲ့တွေကိုနိုင်ငံရေးပြန်လည်တည်မြဲဖို့နဲ့နိုင်ငံရေးပြန်လည်ပြောင်းလဲလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့မိတ်ဆွေဖြစ်အကြံပြုပေးနေတာဖြစ်ပါတယ်လို့ပြောဆိုထားတာပါ။ဧပြီလ19ရက်နေ့ကလာရှိုးမြို့ရဲကိုအကြမ်းဖက်စစ်ကောင်စီရဲ့ဝန်ထမ်းချို့နဲ့တရုတ်ထူးတန်တမန်ထိန်ရွှေကျင်တို့ရောက်ရှိလာပြီးဒီကနေ့မှာပဲစစ်ကားစီးရဲ့200နီးပါးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါတယ်။လာရှိုးမြို့ကိုအကြမ်းဖက်စစ်ကောင်စီတိုင်းလွှဲပြောင်းပေးရေးကိုတရုတ်ထူးတန်တမန်ကဂျားဝင်ဆောင်ရွက်နေကြောင်းနဲ့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MNDAA တို့ဆွေးနွေးနေကြတယ်ဆိုပေမဲ့လည်းမိသီးဘက်ကမှ၎င်းကိစ္စကိုထုတ်ပြန်ခြင်းမပြုကြသေးပါဘူး။ MNDAA ရဲ့လာရှိုးမြို့ပြန်လည်ထူထောင်ရေးကိစ္စတွေမှာပါဝင်ပတ်သက်ခဲ့သူတို့ချို့က MNDAA တပ်တွေလာရှိုးမြို့ဘက်ကနေစုတ်ခွာခဲ့ရပြီဖြစ်ကြောင်းအတည်ပြုပြောဆိုထားတာပါ။ဧပြီလ21ရက်နေ့မှာလည်းလာရှိုးမြို့တွင်စိုက်ထူထားတဲ့ MNDAA လမ်းကိုပြန်လည်ဖြုတ်ချထားကြောင်းစစ်ကောင်စီတရုတ်နဲ့ MNDAA တို့ကြားလှုပ်ဝက်သောဆွေးနွေးမှုတွေရှိနေပေမဲ့လည်းလက်တွေ့မြေပြင်မှာလာရှိုးမြို့ကိုစစ်ကောင်စီကပြန်လည်ရရှိသွားတာကတော့တေချာကြောင့်မြို့ကန်များကပြောဆိုကြပါတယ်။ဆက်လက်ပြီးစကိုင်းငလင်ကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြေလွှာများပျက်စီးသွားတာမို့မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့ကကျောင်းသားကျောင်းသူတွေအားလုံးဇွန်လ16ရက်နေ့ကနေစတင်ပြီးစာမေးပွဲပြန်ဖြေရမယ်လို့အကြမ်းဖက်စစ်ကောင်စီကကြေညာလိုက်တာပဲဖြစ်ပါတယ်။ဇွန်လ16ရက်နေ့ကစတင်ပြီးဇွန်လ21ရက်နေ့ထိမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှာတက္ကသိုလ်ဝင်စာမေးပွဲများပြန်လည်ဖြေဆိုရမယ်လို့အကြမ်းဖက်စစ်ကောင်စီကကြေညာလိုက်တာပါ။စကိုင်းငလင်လှုပ်ခတ်စဉ်မန္တလေးတက္ကသိုလ်မီးလောင်ပြီးတက္ကသိုလ်ဝင်တဲ့စာမေးပွဲအဖြေလွှာ4သိန်းခန့်မီးလောင်ပျက်စီးခဲ့တာကြောင့်မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှာစာမေးပွဲပြန်ကျင်းပရင်အကြမ်းဖက်မင်းအောင်လှိုင်ကညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်။မတ်လ28နှစ်ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိတဲ့စကိုင်းငလင်ကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲဖြင့်မီးလောင်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းဆိုပါမီးလောင်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတဲ့2024-2025တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးကဖြေဆိုသူဦးရေ46,944ဦးရဲ့အဖြေလွှာစာအုပ်များစကိုင်းတိုင်းဒေသကြီးကဖြေဆိုသူဦးရေ9,313ဦးရဲ့အဖြေလွှာစာအုပ်များနဲ့ကချင်ပြည်နယ်ကဖြေဆိုသူဦးရေ8,699ဦးရဲ့အဖြေလွှာစာအုပ်များစုစုပေါင်းဖြေလွှာ4သိန်းဝန်းကျင်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ယခုကဲ့သို့ဖြေလွှာများမီးလောင်ဆုံးရှုံးခဲ့တဲ့အတွက်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်ကောင်စီနယ်မြေတွင်းကဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူတွေရဲ့အဖြေလွှာများမီးလောင်ပျက်စီးသွားခဲ့တာကြောင့်စာမေးပွဲပြန်လည်ကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်နိုင်ရန်အကြမ်းဖက်မင်းအောင်လှိုင်ကမတ်လ29ရက်နေ့မန္တလေးခရီးစဉ်အတွင်းညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ခြေခံပညာကျောင်းတွေမှာမေလ1ရက်နေ့ကျောင်းသားကျောင်းသူများကိုအနီးကပ်2ပတ်ကျောင်းတက်ခိုင်းနေပြီဖြစ်ကြောင်းအများစုသောကျောင်းသားကျောင်းသူများမှာငလင်တန်းကြောင့်နေများပျက်စီးခြင်းနဲ့စီးပွားရေးများပျက်စီးခြင်းတို့ကြောင့်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်ခက်ခဲနေကြကြောင်းသိရှိရပါတယ်။အိမ်နဲ့ဆိုင်နဲ့တွဲထားတာအိမ်ရောဆိုင်ရောပြိုသွားပါတယ်။အိမ်မှာ10တန်းဖြေထားတဲ့သမီးကိုစာမေးပွဲပြန်ဖြေခိုင်းမှုလည်းအဆင်မပြေပါဘူး။အောင်ပေးရင်လည်းရနေတာပဲကိုစာမေးပွဲပြန်ဖြေခိုင်းတာကတော့ခလေးကလည်းငလင်ကြောင့်စိတ်တန်ရရနေတော့ဖြေဖို့အဆင်မပြေဘူး။
အိမ်ပြန်စားဖို့ရောစီးပွားရောအဆင်မပြေဖြစ်နေတော့တမိသားစုလုံးစိတ်ဖိအားများနေပါတယ်အခုတက်တည်းလည်းသူများအိမ်မှာကတ်နေရတော့မှလို့စကိုင်းမြို့ဇီယာကွက်တဲ့ရက်ကွက်ကចောင်းသားမိဘသူကအခုလိုပြောဆိုထားပဲဖြစ်ပါတယ်ဆက်လက်ပြီးနောက်တဲ့သတင်းထုတ်ကတော့တော်လင်းမှာအစိပ်ပိုင်းတစ်ခုမှာပါဝင်ခဲ့တဲ့နေစီလက်ဆောင် gift ပေးတဲ့ page admin အောင်ဟင်းတို့ဟာစစ်ကောင်စီစီခံဝင်လက်မှတ်ထိုးပြီးလက်ရှိချိန်မှာပြည်တွင်းပြန်ဝင်သွားပြီဖြစ်ကြောင်းဘာတော့ကလတ်တက်မပြတ် normal life မှာပြန်နေပြီလို့သိရပါတယ်ဒါကြောင့်ဆက်ပြီးသပွင့်1000ကျပ်နှုန်းဖြင့်လက်ခံဆောင်ရွက်ပေးနေတဲ့နှင်းစီလက်ဆောင်ပေးပို့ခြင်းတွေမပြုလုပ်ကြဖို့သတိပေးလိုက်ပါတယ်ခင်ဗျာဒီသတင်းနဲ့ပတ်သက်ပြီးကိုကပတိန်0ကလည်းနှင်းစီလက်ဆောင် page admin မန်နေစီအကောင့်ဟာအောင်ဟိထုတ်ဖြစ်ကြောင်းအတည်ပြုနိုင်ပါပြီတဲ့နှင်းစီလက်ဆောင် page ကတော်လိုင်းဖွဲ့တွေကိုအနေချင်းပြန်ကူပြပြီး run နေတာမို့မသိလိုက်ကြသူတွေလည်းအခုသိပြင်ဖို့သတိထားပေးပါမန်လေးမှာတပိတ်ဖွဲ့တွေအုပ်စုလိုက်အဖမ်းခံရတော့ကအောင်ဟိထုတ်တယောက်ပဲလွတ်လာပြီးကျန်တဲ့သူအားလုံးနှိမ့်ရှေကြနေတဲ့ကိရှိပါသေးတယ်ခံဝင်ထိုးပြီးအချင်းချင်းဖော်ကောင်းလှုပ်ထားတာမျိုးပါတော်လိုင်းတဲ့ကိုလည်းမန်နေစီနာမည်နဲ့ဝင်လုံးနေတာအကျိုးမြတ်ရနေလို့ဝင်လုံးနေတာမျိုးပါပဲနှင်းစီလက်ဆောင် page ကို blacklist ကြေညာပါတယ်နှင်းစီလက်ဆောင်နဲ့အောင်ရင်တို့အကြောင်းအသေးစိတ်ထပ်ရှင်းပြပါမယ်နှင်းစီလက်ဆောင် page ကနေအလူငွေအတော်များများရနေချိန်မှာအောင်ရင်တို့ကမဲဆောက်မှာပါအဲကနေသူနေတဲ့နေရာကိုလာလို့ကြံနေပါတယ်လို့သတင်းလွှင့်ပြီးပြည်တွင်းကိုပြန်ဝင်သွားခဲ့ပါတယ်ပြန်ဝင်သွားချိန်မှာနှင်းစီလက်ဆောင်ရဲ့အလူငွေတွေကိုပါစည်ရင်းမရှိမဲ့ယူသွားခဲ့တာပါပမာဏတိကျမသိရပေမဲ့ခံမှန်းသိန်းရာချီရှိပါတယ်အဲ့ဒါကိုသိလိုက်ကြသူတွေကနှင်းစီလက်ဆောင် page ကိုဝိုင်းပြောတော့အောင်ရင်တို့ဖွဲ့မှာမရှိတော့ပါဘူးလို့ပြန်ရှင်းပြီးဆက်လုပ်ပါတယ်တကယ်လည်းအဲ့ချိန်မှာကလေးကအောင်ဟင်းထုတ်ကပဲမန်နေစီနာမည်နဲ့ပြောင်းလုပ်နေတာပါဒါကို page ကအခြား admin တွေကမသိစရာအကြောင်းမရှိပါဘူးဘာကြောင့်လဲဆိုတော့ငွေကြေးပိုင်းကင်တာကအစမန်နေစီကပဲလောက်တာမို့ ID မသိတဲ့သူကိုအကုန်လွှဲထားတယ်ဆိုတာကယုံကြည်မရှိပါဘူးဒါကြောင့်ခုလိုတစ်ဖွဲ့လုံးကို blacklist တင်တာပါအောင်ဟင်းထုတ်ရဲ့အခြားသောငွေကြေးလိမ်လည်မှုတွေအလွဲသုံးစားမှုတွေအများကြီးရှိပါသေးတယ်အခုတော့ကာယကရှင်တွေကိုယ်တိုင်ထုတ်ဖို့ပြောနေတဲ့ post တွေအများကြီးရှိလာပါပြီမန်နေစီအကောင့်ဟာအောင်ဟင်းထုတ်ဖြစ်ကြောင်းသူကိုယ်တိုင်ပဲရင်းနှီးသူတွေကိုလိုက်ပြောထားတာဖြစ်ပြီးအဲ့လူတွေလာပြောလို့သိနေတာကကြာပါပြီဒါပေမဲ့ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေရဲဘော်ရဲဘက်ချင်းတစ္ဆာဖောက်ပြီးစစ်ကောင်စီစီထိုးကျွေးတာတွေကိုမသိသေးခင်ကလုံခြုံရေးကနာမည်ပြောင်းပြီးဆက်လုပ်ပေးနေရလို့ယူဆပြီးဘာမှမပြောခဲ့တာပါအခုငလင်ဖြစ်တော့တကြောပြန်ပြီး The Sea ဆိုတဲ့ page ထောင်အလူငွေတွေကိုလက်ထဲကင်ထားပြီးစည်ရင်းရှင်းကိုင်းတဲ့အဖွဲ့ဝင်တွေကိုပြန်ချင်း6တော့မှထပ်ဆုံဆိုင်ကိစ္စအားလုံးတတိကြီးပေါ်လာခဲ့တာမျိုးပါအရင်ကဘာလာကဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးဘာလာကမှလည်းငွေကြေးရှုပ်ရှင်တွေလောက်ရမမှတ်ကန်မှုတွေကြောင့်အဖွဲ့ကနေထုတ်ပယ်ခံထားရတဲ့သူပါအခုနောက်ပိုင်းနှင်းစီလက်ဆောင် page မှာစေရင်ရှင်းတန်းတွေတင်ပေမဲ့ငွေကြေးကိုသူတယောက်ပဲကင်ထားတာဖြစ်လို့ဘလောက်ဝင်ပြီးဘလောက်ပြန်ကူရဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးငွေကြေးနဲ့ပတ်သက်ရင်လွဲသုံးစားလုပ်တတ်တဲ့အကျင့်စရိုက်ရှိသူဖြစ်လို့ဒီစီးတွေကိုလည်းလိမ့်မအသေးချာတဲ့လောက်ပါပဲပြန်ကူရဲဆိုတာလည်းရေးရှိလှုပ်ရှားလို့ရအောင်ယုံကြည်မှုယူထားတာမျိုးပါအောင်ရင်ထွန်းတဲ့သူကြံရပါလို့ယူဆရတဲ့ Saw Draven ဆိုတဲ့အကောင့်ပိုင်ရှင်တယောက်ကြံပါသေးတယ်သူလည်းဘာလာကဖွဲ့ဝင်ဟောင်းပါလက်ရှိနှင်းစီလက်ဆောင် page မှာလည်း admin အနေနဲ့ရှိနေပြီးအောင်ရင်တို့ကိုမန်နှင်းစီအနေနဲ့ပြောင်းပြီးအဖွဲ့ထဲခေါ်လာတဲ့သူပါ The Sea ဆိုတဲ့ page ကိုလောက်တော့လေယုံကြည်ရတဲ့အဖွဲ့ဖြစ်ကြောင်းလိုက်အာမခံပေးခဲ့တဲ့သူပါသူအာမခံပြီးလိုက်ပြောထားတဲ့အတန်ဖိုင်တွေလည်းရထားပါတယ်သူကသူ TNL ကရဲဘော်လို့ပြောထားပါတယ်နှင်းစီလက်ဆောင်ကမမှန်ကန်ကန်လှုပ်ပေးနေရပဲဆိုပြီးထင်နေတဲ့သူတွေရှိလို့အခုလိုထက်ရှင်းပြပေးတာပါမမှန်ကန်ကန်လှုပ်ပေးနေရဆိုရင်အစာကလေးကအလှငွေတွေယူပြီးပြည်တွင်းကိုဝင်ပြေးစရာအကြောင်းမရှိပါဘူးအပြစ်ဒဏ်တွေကိုမရှင်းဘဲနာမည်ပြောင်းပြီးဆက်လုပ်နေကြတဲ့ကမယိုးသားတာပါအခြားသောငွေကြေးလွဲသုံးစားမှုတွေပြဿနာတွေကိုတော့အသေးစိတ်ထပ်မရေးတော့ပါဘူးဒီလောက်ဆိုရင်ဘယ်လို case မျိုးလဲဆိုတာသဘောပေါက်တော့မယ်ထင်ပါတယ်အကြောင်းအရာဆုံးလည်းမသိသူတွေကိုဂျားကအာမခံပေးဖို့လိုက်ပြောနေတာသိထားပါတယ်တေချာမသိပဲအာမခံမပေးပါနဲ့ဒီကောင်ကတအားလေပါတယ်သူလှုပ်ထားတဲ့ကိစ္စတွေကတခုနှစ်ခုမဟုတ်ပါဘူးအများကြီးပါငွေကြေးအလွဲသုံးစားလုံးမှုတချို့ကိုမန်ထဲမှာကြည့်ပေးပါဆိုကငလင်အတွက်အလူခံထားတာတွေနဲ့မတ်စောဟန်တွေကိုအမြေခံပြီးအလူခံကရလာသမျှငွေတွေကိုအပြည့်အဝမလူထားတာတွေနဲ့တကွာတင်ပြလာခဲ့တာပဲဖြစ်ပါတယ်ဒီတဲ့နဲ့ပတ်သက်ပြီးကေတီကိုကြော်မဲ့ဘေဘီကလည်းမန်နေစီကလူလိမ်မာကြီးဆိုတာငါတို့ထက်နီနီခင်စောကကြိုသိနေကြောင်းသူ့ဖန်လူလိမ်မာကြီးနဲ့ပုံတွဲမရချင်လို့ရှုံးမဲ့နေရှာတာဆိုကနီနီခင်စောနဲ့သူရှိုးဘက်မှာအောင်ရင်တို့တွဲရထားတဲ့ပုံကိုတင်လာခဲ့တာပဲဖြစ်ပါတယ်ဆက်လက်ပြီးမတ်ပန်ဆယ်တို့ကလည်းအခုလူလိမ်ပေးဆိုတာပေါ်ပေါက်လာတဲ့နှင်းစီလက်ဆောင် page ကိစ္စသတင်းကြားကြမယ်ထင်ပါတယ်တော်လိုင်းကာလ၄နှစ်ကျော်လာပြီဖြစ်တဲ့အခုချိန်မှာတော်လိုင်းနဲ့ပတ်သက်ပြီးငွေကင်တွယ်ကြတဲ့သူတွေအနေနဲ့ identify မလုပ်နိုင်ဘူးလုံခြုံရေးရဆိုတာမျိုးကမဖြစ်သင့်တော့ပါဘူးတော်လိုင်းစားမှာလုံခြုံရေးရ identity မဖော်နိုင်ဘူးဆိုအတိတ်ပဲရှိပေမဲ့၄နှစ်ကျော်ကြာအခုကာလထိဘသူဘဝမသိဘူးဆိုတာမျိုးကလုံးဝနန်းဆန့်ပါပဲဒီနေရာမှာရှင်းပြချင်တာက identify ဆိုတာကတပ်ပုံတင်ကိုင်းနေရလိမ့်စာတင်ကိုင်းတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးတော်လိုင်းမှာ low profile နဲ့ထိထိရောက်လှုပ်ဆောင်နေကြသူတွေအများကြီးပါ
အပြင်စီးကသာဘသူပဲဝါမသိရှိမဲ့တော်လေးအတွင်းစီမှာဘသူပဲဝါဘယ်နိုင်ငံနေသူဘသူအတိုင်းဝိုင်းဆိုတာမျိုးအပြန်လည်သိနေကြတယ်ဆိုရင် identify ဖြစ်တာပါပဲလုံခြုံရေးကအဲ့လိုမျိုးတော့ identify မလုပ်နိုင်ဘူးဆိုရင်ပြည်သူငွေကိုကင်တွယ်ရတဲ့လုံမလုပ်ပါနဲ့ထောက်ပို့ပြည်သူတွေကလည်းအဲ့လိုမျိုးတွေကိုမထောက်ပို့သင့်ပါဘူး identify ဖြစ်ပြီးသားတွေတော့ငွေကြေးနဲ့ပတ်သက်ရင်လက်စဖြောက်သွားတာလိန်ပြေးရတွေအတန်တက်တက်ကြားနေရချိန်မှာအထီးကြီးမာသွားကြရင် identify မလုပ်ထားသူတွေကြီးပဲပြောရအတော်ခက်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင် responsibility လိုပါတယ်တာဝန်ယူမှုတာဝန်ခံမှုလုပ်စရာမလိုတဲ့ identify မရှိတဲ့ပုံကိုယ်တွေကိုထောက်ပို့နေရလွတ်လွတ်လပ်ခိုးခိုင်းထားတာနဲ့အတူတူပါပဲရှေ့တော်ကလှူပါ1500 page အခုနှင်းစီလက်ဆောင် page နောက်ထပ်ဒီလို page တွေအများကြီးရှိနေသေးတယ်စင်းမရှိအင်းမရှိ low-key လေးနဲ့ဆိုတော့ဘသူကမှသတိမထားမီတိန်းထောင်ကြီးခိုးနေကြတာတွေခိုးခွင့်ပေးထားကြတာတွေပေါ်သွားရင် page ဖြတ်ပြီးဘာမှတာဝန်ခံစရာမလိုတော်လင်းမှာကိုလိုပြူးပြူးပြက်ပြက် identity နဲ့ကောင်မျိုးကြအတင်းဖွဲ့နဲ့ check and balance နဲ့ responsibility နဲ့လောက်ကင်နေရသူကြစစ်လိုက်ဆေးလိုက်ဆွတ်လိုက်ဆွဲလိုက်ကျင်းလိုက်မောင်းလိုက်ကြတဲ့မအေလို့များဒါမျိုးလူလိန်ဘောင်းစုံကြကြီးကောင်းနေလိုက်ကြတာဒီလိုတပ်ပါတီမအေလိုများကလည်းတော်လင်းမှာထောက်ဖို့လမ်းကြောင်းကိုဖျက်ချင်နေကြတာဆိုတော့ထိထိရောက်မမှန်ကန်ကန်သမားတွေကိုတိုက်ခိုက်ပြီးခိုးနေတဲ့ကောင်တွေကိုဆိုတော်လင်းစီမရောက်ဝင်ခိုးပေးနေတာပဲကျေးဇူးတင်နေကြမဲ့ကောင်တွေဘဲကောင်ယုံရမယ်မသိတဲ့ကြားကကောက်ကတ်ထောက်ဖို့နေကြရတဲ့တော်လန်ပြည်သူတွေကိုလည်းတနာတယ်ဒုက္ခပေါင်းစုံပေးကြတဲ့ကြားနိုင်ငံတကာငွေကြေးစီမင်းပေါင်းများစွာကြားမှာကြိုးတန်းလမ်းလျှောက်ပြီးထောက်ဖို့လုပ်နေကြတဲ့ကိုပါဝင်ဖန်လီစာတွေကိုလည်းအားနာတယ်တော်လင်းကိုအပြတ်မောက်လို့သွေးထိုးနေတဲ့မအေလိုများနဲ့ငွေရမယ်ဆိုကိုမေကို dash ကြမယ်လူလိန်ရောင်ဆောင်များကြမှာကိုတို့တွေအားလုံးညံရှိရှိစီစီလုံးလုံးတောင်းခံနိုင်မှာတော့ကကြပါလိမ့်မယ်တဲ့ဒါကြောင့်တော်လန်အသည့်တော်လန်တတိကိုမြင့်တင်ရှေ့ဆက်ကြပါစို့ဆိုကတတိပေရေးသားလာခဲ့တာပဲဖြစ်ပါတယ်ဒီသတင်းကြောင့်လေးတွေကတော့ပါပဲခင်ဗျာအားလုံးပဲကိုယ်စိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ